ဟဲ့ဖွားရလွဲပါစေဖဲပါစေဆိုပြီးတော့လင်းမော်တက်ခန်ဒီတန်ဟာငါစစ်လေးများပေးကြသွားရင်ဆိုပြီးမိတ်ဆွေတွေးမိဘူးလားကျွန်တော်ဒီမေးကိုမေးလိုက်လို့မိတ်ဆွေရဲ့အတွေးထဲမှာအေးဟုတ်ပါတယ်ကွာငါလင်းထပ်ပိုပေးကင်းတဲ့ဟာပဲစီးတော့မယ်ဆိုရဲအတွေးလေးများဖြစ်သွားတာအဲ့လိုဖြစ်တဲ့ဆိုရင်တော့ဒီဗီဒီယိုစမ်းမကြည့်ခင်မှာမိတ်ဆွေကိုယ့်ကိုကွန်ပျူတာအနေနဲ့စူပါမန် ID နဲ့ Savi တက်ပုံလေးရိုက်ပြီးတော့ကွန်ပျူတာလိုက်ပါဘာဖြစ်လို့လဲဆိုတော့လူတိုင်းဒီလိုနီးပါပုံစံတူတွေးတတ်ကြလို့ပဲတရက်ကိုကားစီးတန်းကြောင့်တေဆုံးတဲ့လူကတစ်နေ့ကိုလူ3900လောက်ရှိတဲ့အချိန်မှာလင်းပြတ်ကြပြီးတေတဲ့လူကတစ်နေ့ကို100တောင်မရှိဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့စိတ်ရဲ့အလုံးလုံးပုံကထူးဆန်းတယ်သူကဖုပန်တာမှာခောက်ဆွဲမှာစားတဲ့လူလိုပဲခောက်ဆွဲလို့ရိုက်ရှာလိုက်တယ်ပေါ်လာတဲ့ခောက်ဆွဲဆိုင်မှာမှာစားပလိုက်တာပဲဒီသဘောတရားကို availability heuristic လို့ခေါ်တယ်လူတွေကကိုယ့်ရဲ့စိတ်ထဲမှာတခုခုကိုဆုံးဖြတ်တော့တဲ့အခါမှာသူတို့အမှတ်ရနေတဲ့ဖြစ်ရပ်တွေဥပမာတွေပေါ်အခြေခံပြီးတော့ပဲဆုံးဖြတ်ချက်ချတတ်ကြတယ်လင်းပြတ်ကြပြီးတေဆုံးတဲ့လူအရေးအတွက်ကတရက်ကို100တောင်မရှိဘူးဆိုပေမဲ့လူတွေရဲ့စိတ်ထဲမှာဒီလင်းပြတ်ကြတဲ့သတင်းတွေဖြစ်ရတဲ့ပို့ပြီးတော့ဆွဲလန်းနေတဲ့အတွက်ကြောင့်မို့လို့လင်းစီးတာကကားစီးတာထပ်ပဲပို့ပြီးတော့အန္တရာယ်ရှိတယ်လို့မျိုးလူတွေရဲ့စိတ်ထဲမှာထင်နေတတ်ကြတယ်ကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့ service နဲ့ပတ်သက်လာလို့ရှိရင်လေexcellent ဖြစ်တဲ့အချက်တွေအများကြီးရှိပေမဲ့ဝယ်သူကတော့သူ့စိတ်ထဲဆွဲနေတဲ့အချက်ပေါ်မူတည်ပြီးတော့ပဲကိုယ့် service ကိုထုတ်ကုန်သူတို့ကတော့ဆုံးဖြတ်သွားမှာကောက်ချက်ချသွားမှာပဲဖြစ်တယ်။ကဲ Superman ID နဲ့ Savi ဓာတ်ပုံလေးတွေ comment မှန်းခဲ့ပြီပါ။ဒီဘက်ကအပေါင်းခလုတ်လေးကိုနှိပ်ခဲ့ပြီပါ။အသေးလေးလည်းပေးခဲ့ပါဦး။နောက်ဗီဒီယိုမှာတွေ့ကြမယ်။